ဘိုးစင်ကြီး ခုနေ့ကပူချင်တယ်အဲ့ဒါပူချောတယ် အမလေးဖိုင်လေးပြီလားလေးပြီမှာအော်ညီမလေးသုံးမရလား အားလေဘယ်တော့ချင်လို့လဲ ကျုံးကြည့်ချင်တယ် ဘာ အမို့ကျွန်တော်ခုမှမှန်းလေးရောက်တာပါကျွန်တော်ကျုံးလေးသွားကြည့်ချင်လို့ကျွန်တော်ကျုံးမမြင်ဘူးလို့ကျုံးအဲ့ဘက်ကပြန်လိုက်ဖို့ပြီးနိုင်မလားလို့ပါ ဟုတ်ကျမတို့ဝေလာမြေတစ်မျိုးလုံးစံပတ်ပို့နေတာကျုံးမှမဟုတ်ဘူးဘယ်နေရာမဆိုပုံရောက်တယ်ရှင်းသွားချင်တဲ့နေရာကပြောကြက် ကျုံးကလိုက်ဖို့ရလား